ကျွန်တော်တို့ခုနရှေ့မှာမြင်လိုက်ရင်တော့ကျွန်တော်တို့နော်ဗီဒီယိုနောက်ခံဗလားလုံးတွေကိုကျွန်တော်လုပ်ပြမယ်ပေါ့နော်ကျွန်တော်တခုကဒီဥစ္စာလဲကျွန်တော်ကတ်နဲ့လုပ်ပြမယ်ပေါ့နော်ဒီခုကျွန်တော်စီမှာတော့ line motion ရောကျွန်တော်ကတ်ကိုတင်တန်းရှိရပေါ့နော်ကျွန်တော် line motion နဲ့မှာကတ်ကိုနှစ်ခုစလုံးတစ်ခါတည်းတင်တန်းဖွင့်လာတယ်ပေါ့နော်တခုဒီမှာကျွန်တော်တင်တန်းပဲတခုတက်တယ်ကျွန်တော် line motion ရောကတ်ကိုလေးလာလို့ရအောင်ပေါ့နော်အဲကျွန်တော်စီမှာတင်တန်းလေးဖွင့်လာတယ်ပေါ့နော်ဒီလိုတက်တော့မှကျွန်တော်တင်တန်းသားလေးတွေးဝင်သွားလို့ကျွန်တော်တွေ့သွားလို့ကျွန်တော်စိတ်ဝင်စားလို့တင်တန်းလာကိုတက်ချင်တာပဲဖြစ်ဖြစ်တော့ကျွန်တော်စီကိုလာတက်လို့ရတယ်နော်တကယ်လို့ကျွန်တော်တင်တန်းလေးကိုဆက်သွယ်ခြင်းလဲဆိုအခုပြတာတက်တော့ပိုင်းအောင်လေးရနေတစ်စင်နဲ့နော်တင်တန်းလေးလာကိုဆက်သွယ်လို့ရတယ်နော်တက်တော့မှမဟုတ်ဘဲနဲ့ Telegram မှာလည်းကျွန်တော်တို့အခုလိုမျိုးလေးရိုက်ရှာပြီးတော့လာတက်လို့ရတယ်နော်โอเคအဲ့ဒါကျွန်တော်တို့ဒီနေ့စမယ်နော်စမယ်ဆိုကျွန်တော်တို့ဒီမှာဒီ project ကိုနှိပ်မယ်နော်နှိပ်ပြီးတော့ကျွန်တော်တို့ဒီမှာဒီ photo လေးတစ်ပုတ်ယူလိုက်မယ်နော် photo လေးတစ်ပုတ်ယူလိုက်မယ်နော်ပြီးရင် photo တစ်ပုတ်ယူလိုက်မယ်နော်ဒီဥစ္စာလေးကျွန်တော်ဒီမှာနော်ကျွန်တော်တို့အပေါ်မှာ Ultra HD ရှိရနော်ကျွန်တော်ဒါ1080ပြီးလောက်ပဲထားအောင်နော်ဒါက video quality ကောင်းတယ်ပေါ့နော်1080ပြီးနော်โอเคပြီးရင်ကျွန်တော်တို့ဒီမှာလာမယ်ဘာလုပ်ရမလဲဆိုရင်ကျွန်တော်တို့ဒီမှာကျွန်တော်ဒီပိုတဲ့ပိုင်းကိုကျွန်တော်တို့ဒီမှာ delete ဆိုတာလေးဖြတ်လိုက်မယ်နော်โอเคဒါဒီတိုင်းပဲထားလိုက်မယ်โอเคထားပြီးတော့ကျွန်တော်တို့ဒီမှာဒီရုပ်စာနော်ပြီးရင်ကျွန်တော်တို့နော်ဒီမှာโอเคဒီ video လေးကိုထောက်လိုက်မယ်နော်ထောက်ပြီးတော့ကျွန်တော်တို့ဒီမှာနော်ဒီမှာ duplicate ရှိရနော်ဒီမှာကျွန်တော်တို့ align motion နဲ့ရလို့နော်ကျွန်တော် duplicate နဲ့တက်ဖြစ်သွားမယ်နော်အဲ့လေးနေလိုက်မယ်โอเคညထပ်ပြသွားမယ်ဆိုတော့ဒီမှာဒီနားမှာရှိမှာတပုတ်เนาะအဲ့မှာတပုတ်အဲ့ဒါတပုတ်โอเคပြီးရင်ကျွန်တော်တို့ဒီနောက်မှာတပုတ်အဲ့ဒါတပုတ်เนาะโอเคပြီးရင်ကျွန်တော်တို့ဒီမှာဒီရုပ်စာလေးကိုထောက်เนาะဒီနောက်ကဟာလေးကိုထောက်မယ်เนาะโอเคထောက်ပြီးတော့ကျွန်တော်တို့ဒီမှာဒါလေးရှိရเนาะကျွန်တော် over လေးဆိုတာလေးရှိရเนาะဒီမြားလေးကိုဒီဘက်เนาะအဲ့ဒါလေးကိုထောက်လိုက်မယ်เนาะโอเคအဲ့လေးထောက်လိုက်တော့အောက်ကိုရောက်သွားမယ်เนาะအောက်ကိုရောက်သွားမယ်เนาะအောက်ကိုရောက်သွားမယ်ကျွန်တော်ဒီရုပ်စာလေးကိုလက်လေးနဲ့ဒီလိုလေးဖိလိုက်เนาะဟိုဘက်ဒီဘက်ဖိဆွဲလို့ရတယ်เนาะဒီဘက်ကိုဖိဆွဲလိုက်မယ်เนาะကျွန်တော်ဒီဘက်ကိုဖိလိုက်မယ်เนาะပြီးအောက်ဒီဘက်ကိုဆွဲလိုက်မယ်เนาะโอเคအဲ့ဒါနဲ့ဆွဲလိုက်မယ်โอเคဆွဲပြီးတော့ကျွန်တော်ဒီမြားလေးနဲ့ပြန်ထွက်မယ်เนาะပြန်ထွက်ပြီးတော့ကျွန်တော်ဒီအောက်ကเนาะအောက်ကဘူဂျိုလေးကိုထောက်မယ်ထောက်ပြီးတော့ကျွန်တော်ဒီနားမှာလာမယ်เนาะကျွန်တော်တို့ဒီမှာကျွန်တော် remove background เนาะ remove bg เนาะဒီမှာတွေ့လားအဲ့ဒါလေးကိုနှိပ်ပြီးတော့ကျွန်တော်တို့ဒီမှာ auto remove တွေတွေ့လားဒီမှာเนาะ auto နှိပ်လိုက်မယ်เนาะသွားသူဒီမှာ auto background ဖြောက်ပြီးသွားပြီเนาะโอเคauto background ဖြောက်ပြီးသွားရင်ကျွန်တော်တို့ဒီမှာပြန်ထွက်မယ်เนาะပြန်ထွက်ပြီးသွားရင်ဒီဥစ္စာเนาะဘာမှမလုပ်နဲ့ကျွန်တော်တို့ဒီမှာ effect ကိုသွားမယ်เนาะ effect ကိုနှိပ်မယ်နှိပ်ပြီးတော့ကျွန်တော်တို့ဒီမှာ video effect ရှိရเนาะโอเค video effect နှိပ်မယ်နှိပ်ပြီးတော့ဒီဘက်ကိုနည်းနည်းရွှေ့လိုက်မယ်เนาะကျွန်တော် motion ဆိုတာလေးရှိရเนาะဒီမှာ motion โอเคဒီမှာ motion ဆိုတဲ့ effect တွေသွားမယ်เนาะ motion ကိုသွားမယ်သွားပြီးတော့ sorry ဒီမှာเนาะ motion โอเคပြီးကျွန်တော်တို့ဒီမှာအောက်မှာ blur ဆိုတာလေးရှိရเนาะလိုက်ရှာလိုက်ပြီကျွန်တော်တို့ဒီမှာဒီเนาะဒီမှာဒီဥစ္စာလေးโอเคဒီ blur လေးရှိရโอเคဒီမှာဒါလေးကိုကျွန်တော်ဒီဘက်ကိုနည်းနည်းဆွဲလိုက်မယ်နော်။ဝေဆွဲပြီးတော့ကျွန်တော်ကြည့်လိုက်မယ်နော်ဒီမှာနော်ဒီရှေ့မှာကျွန်တော်တို့ဒီကောင်မလေးရဲ့နောက်ခံနော်ကျွန်တော်တို့ဒီမှာနောက်ကိုကြည့်ရအောင်ကျွန်တော်တို့ဗလားဖြစ်နေပေါ့နော်ဒီနားမှာ effect ထည့်ရတဲ့နေရာမှာဗလားဖြစ်နေရနော်ကျွန်တော်နောက်ကိုသွားလိုက်မယ်နော်။ဝင်နောက်မှာကျတော့မဝါတော့ဘူးနော်ဒီရှေ့မှာကျွန်တော်တို့ဒီမှာဗလားဖြစ်နေပေါ့နော်။ Okay ဒီရှေ့မှာကျွန်တော်တို့ဗလားဖြစ်နေနော်အဲ့မှာနော်။ Okay ဒီနောက်မှာကျွန်တော်တို့ဘာမှမပါတော့ဘူးနော်။ Okayပြီးရင်ကျွန်တော်တို့ဒီမှာဒီဥစ္စာလေးကိုလည်းကျွန်တော်တို့ဒီမှာဒီဘက်ကိုတီတူဖိပြီးဆွဲလာမယ်နော်ဗီဒီယိုဆုံးဒီကိုထားခြင်းတဲ့နေရာထိပေါ့နော်တဝက်လောက်ဆိုတဝက်လောက်ပဲထားမယ်နော်ဒါကိုထားခြင်းတဲ့နေရာပဲသူကဝါနေနေပဲနော်โอเคဝင်တော့ကျွန်တော်သူအဆုံးဒီဗီဒီယိုဆုံးနေကြောထားပြီနော်ဝါနေတဲ့ဟာလေးပေါ့ဝေးတာကျွန်တော်တို့ဒီမှာဒါနောက်ခံဖြောက်တယ်ဟုတ်လားဝေးတာကျွန်တော်တို့ကဒီမှာဒါဗီဒီယိုနောက်ခံဝါတဲ့ဟာမျိုးကျွန်တော်ကက်နဲ့လုပ်ပြတယ်ပေါ့နော်ကျွန်တော်ဒီမှာကက်ကိုလည်းကျွန်တော်နော်ကက်နဲ့ပတ်သက်တဲ့အရာကြီးလည်းကျွန်တော်တင်ပေးပါပေါ့နော်အဲဒါကျွန်တော် TikTok အကောင့်လေးကိုလည်း follow ထားခဲ့အောင်နော် okay ကျေးဇူးပါလို့ကျွန်တော်နောက်ဗီဒီယိုမှာပြန်လည်တွေ့မယ်နော်အားလုံးပဲတက်တာပါ